ဇွန်အဟောင်းနဲ့ပလတ်စတစ်ပလင်းကွက်တွေကိုအလကားမပြစ်လိုက်ပါနဲ့။ဒီနေ့မှာတော့တာမန်အိမ်သုံးပစ္စည်းတွေကိုအံ့ဩစရာကောင်းတဲ့ကိရိယာတွေအဖြစ်ပြောင်းလဲပေးမဲ့ DIY နီးလန်းကောင်းတွေကိုပြောပြပေးသွားမှာပါ။ပထမဦးဆုံးအနေနဲ့ဇွန်တစ်ချောင်းကိုဝက်ဥတွေနဲ့ထိန်းပြီးအလဲကနေအပေါက်ဖောက်လိုက်မယ်ဆိုရင်အရန်မိုက်တဲ့ပလင်းဖောက်တံတစ်ခုကိုရရှိမှာပါ။နောက်တစ်ခုကတော့ပလတ်စတစ်ပလင်းကွက်ကိုအလဲကနေဖြတ်ပြီးခွက်တွေဇွန်တွေကိုတတ်တတ်ရရထိသိမ်းလို့ရတဲ့ဘူးလေးအဖြစ်အသုံးပြုနိုင်ပါတယ်။ချန်တကာကတော့ခလောက်တွေမိုးရေဆိုပြီးတန်ချေးမတတ်အောင်ပလတ်စတစ်ဘူးလေးတစ်ခုကိုအပေါက်ဖောက်ပြီးအကာအကွယ်လုပ်ထားလို့ရပါတယ်။ရေပိုက်တွေကိုတစ်ခုနဲ့တစ်ခုဆက်တဲ့အခါမှာလဲပိုက်ထိတ်ကိုအပူပေးပြီးမူလီကောင်းနဲ့ပုံဖော်လိုက်မယ်ဆိုရင်ခိုင်ခိုင်မာမာဆက်လို့ရသွားမှာပါ။ဘုံပိုင်ကောင်းကနေရေပန်းလိုမျိုးထွက်ချင်နေဆိုရင်တော့ပလင်းအဖုံးကိုအပေါက်သေးသေးလေးတွေဖောက်အတွင်းထဲမှာဂွင်းလေးခံပြီးမိုးပြန်ပူဖောင်းလေးနဲ့ဘုံပိုင်မှာဆွတ်လိုက်ရုံပါပဲ။လျှက်ဆက်ပလက်ပေါက်တွေကိုအပြင်မှာတုံးတဲ့အခါမိုးရေမစွအောင်ပလင်းကွင်နဲ့အပူပေးပြီးအုပ်ထားနိုင်ပါတယ်။အဝတ်လှမ်းစင်ကတန်ကြောင်းလေးတွေကျွတ်နေရင်လေကီပေကျိုးလေးတွေကီပေတိုင်းလေးတွေနဲ့အလွယ်တကူပြန်ချီလို့ရပါတယ်။တစ်သားချောင်းနှစ်ချောင်းကိုတုံးပြီးအခွန်မာသီးတွေကိုအလွယ်တကူခွဲနိုင်တဲ့ကိရိယာလေးနဲ့လှုပ်လို့ရသေးပါတယ်။ကြောက်ကိုစီမပါပဲပြုတ်ချင်နေဆိုရင်တော့ဒဲအိုးထဲမှာဇွန်လေးတွေခံပကံတင်ပြီးအပူပေးလိုက်ရုံပါပဲ။အိမ်သာအဖုံးရိုးနေရင်လေဝက်ဥလေးနဲ့ပြန်ကြက်လိုက်မယ်ဆိုရင်အသစ်တိုင်းဖြစ်သွားမှာပါ။နောက်ဆုံးအနေနဲ့ပိုက်ကုံအိတ်တွေကိုအလွယ်တကူပိတ်လို့ရအောင်ပလင်းထိပ်ပိုင်းလေးတွေကိုအသုံးချနိုင်ပါတယ်။ဒီနီလန်းလေးတွေကတင်းရဲ့နေစဉ်ဘဝကိုအများကြီးပိုလွယ်ကူစေမှာအသေးချပါပဲ